ဆေးရုံခန်းတစ်ခုထဲမှာအသက်ကြီးကြီးအဖွားအိုတယောက်ဟာသူ့ရဲ့နောက်ဆုံးချိန်တွေကိုဖျက်ဆီးနေရပါတယ်။သမီးဖြစ်သူကာရိုလိုင်းကလည်းမိခင်ဖြစ်သူနားကနေမခွာပဲပြုစုပေးနေတာပါ။အပြင်မှာရာသီဥတုတွေဆိုးရွားပြီးဟာရီကိန်းမုန်တိုင်းဝင်တော့မဲ့အခြေအနေဖြစ်နေရင်မဲ့ကာရိုလိုင်းကတော့သူ့မေရဲ့ကျန်းမာရေးကလွဲလို့ဘာကိုမှဂရုမစိုက်နိုင်ပါဘူး။အမေဖြစ်သူရဲ့တေဆုံးခြင်းဟာရှောင်လဲလို့မရမှန်းသိနေတဲ့အတွက်ကာရိုလိုင်းဟာသူ့မေရဲ့နောက်ဆုံးရက်တွေကိုတက်နိုင်သမျှတက်တောင့်တက်တာဖြစ်အောင်နေမျိုးစုံနဲ့စူးစမ်းပေးနေခဲ့ပါတယ်။အသက်ကြီးနေပြီဖြစ်တဲ့အမေဖြစ်သူကသမီးကိုပြောင်းပြန်လဲတဲ့နာရီကြီးတစ်လုံးအကြောင်းပုံပြင်ပြောပြပါတယ်။ဒီဖြစ်ပျက်ကပထမကမ္ဘာစစ်အတွင်းမှာဖြစ်ခဲ့တာပါမျက်မမြင်နာရီဆရာကြီးနဲ့သူ့ဇနီးမှာစစ်ထဲသွားရမယ့်တူးတဲသောသားလေးတစ်ယောက်ရှိပါတယ်။မကြာခင်မှာပဲသူတို့သားလေးစစ်ပွဲထဲမှာတေဆုံးသွားကြောင်းအကြောင်းကြားစာရောက်လာပြီးတားဖြစ်သူရဲ့ရုပ်လောင်းထည့်ထားတဲ့ခေါင်းတလားလည်းရောက်လာပါတော့တယ်။တူးတဲသောသားလေးကိုတင်ကြုတ်ပြီးတဲ့နောက်နာရီဆရာကြီးဟာမြို့ရဲ့မိရထားဘူတာယုံအတွက်မာယူထားတဲ့နာရီကြီးကိုဆက်ပြီးလုပ်နေခဲ့ပါတယ်။ဒါပေမဲ့တားဖြစ်သူတေဆုံးသွားတဲ့စိတ်တန်ရာကြောင့်သူဟာထူးဆန်းတဲ့နာရီတစ်လုံးကိုဖန်တီးမိသွားပါတယ်။နာရီကြီးကိုဖွင့်လှစ်တဲ့အခမ်းအနားမှာတော့အဲ့ဒီနာရီကလက်တံတွေပြောင်းပြန်လဲနေတာကိုအားလုံးတွေ့လိုက်ရပါတယ်။နာရီဆရာကြီးရဲ့အဆိုအရတော့ဒီလိုပြောင်းပြန်လဲနေမှစစ်ပွဲထဲမှာတေဆုံးသွားတဲ့စစ်သားတွေပြန်နှိုးထလာပြီးအိမ်ပြန်လာနိုင်ကြမှာဖြစ်ပါတယ်။ဒါမှသူ့သားပါဝင်လူငယ်လေးတွေဟာတာမန်ဘဝအတိုင်းပြန်နေထိုင်နိုင်ကြမှာပါ။အဲ့ဒီနောက်မှာတော့နာရီဆရာကြီးဟာပျောက်ကွယ်သွားခဲ့ပါတယ်။တချို့ကလည်းလေတစင်းနဲ့ပင်လယ်ထဲကိုထွက်သွားတယ်လို့ပြောကြပြီးတချို့ကလည်းတားပူမိပြီးရင်ခွဲနာကျတေဆုံးသွားတယ်လို့ပြောကြပါတယ်။ရုတ်တရက်ဆိုသလိုအဖွားအိုဟာထူးဆန်းတဲ့ဆန္ဒတစ်ခုကိုတောင်းဆိုလာပါတယ်။အမေဖြစ်သူတောင်းဆိုတဲ့အတွက်ကာရိုလိုင်းဟာအမေရဲ့အိတ်ထဲကနေလက်ရည်နဲ့ရေးထားတဲ့ဒိုင်ယာရီဟောင်းလေးတစ်ခုကိုထုတ်ပြီးဖတ်ပြပါတော့တယ်။အဲ့ဒါကတော့မိမိရဲ့မယုံနိုင်စရာဇာတ်လမ်းကိုမှတ်တမ်းတင်ထားတဲ့ဘင်ဂျမင်ဘတ်တန်ရဲ့ဒိုင်ယာရီဖြစ်နေပါတယ်။ကျွန်တော်နာမည်ကဘင်ဂျမင်ဘတ်တန်ပါ။ဘင်ဂျမင်ကိုတမျိုးလုံးစစ်ပွဲပြီးဆုံးခြင်းအထိမ်းအမှတ်အောင်ပွဲခံနေတဲ့ပျော်စရာညတညမှာမွေးဖွားခဲ့တာပါ။ဝမ်းသာအားရဖြစ်နေတဲ့ဖခင်ဖြစ်သူဟာဇနီးဖြစ်သူစီအပြေးလွှားသွားခဲ့ပေမဲ့ဇနီးဖြစ်သူဟာကလေးမွေးပြီးချင်းပဲတည်ဆုံးသွားခဲ့ပါတယ်။မတည်ခင်မှာသူမကသားလေးကိုတေချာစောင့်ရှောက်ပါမယ်လို့ကတိတောင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူဟာကလေးနာကိုတိုးသွားပြီးဆောင်ကိုဖယ်ကြည့်လိုက်တဲ့အခါတာမန်ကလေးတယောက်မဟုတ်ပဲအသက်ကြီးအဖိုးအိုတယောက်လိုတွန့်လိန်ပိန်ချောက်နေတဲ့ထိတ်လန့်စရာမျက်နှာကြီးကိုတွေ့လိုက်ရပါတယ်။အကြောက်လွန်ပြီးအော်ဟစ်ရင်ဖခင်ဖြစ်သူဟာကလေးကိုပွေ့ချပြီးအိမ်ပြင်ကိုပြေးထွက်သွားပါတော့တယ်။ပထမတော့ဒီရုပ်ဆိုးတဲ့ကလေးကိုမြစ်ထဲပစ်ချဖို့ကြံစီပေမဲ့ရဲတယောက်ကသူ့နောက်ကိုလိုက်လာတာကြောင့်မစ္စတာဘတ်တန်ဟာထွက်ပြေးရင်လူအိုယုံတစ်ခုရဲ့တကားဝကိုရောက်သွားပါတယ်။သူဟာကလေးကိုလေကားထစ်ပေါ်မှာတင်ထားခဲ့ပြီးဆောင်းထဲကိုပိုက်ဆံတချို့ထည့်ပေးကထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူအိုယုံကအလုသမားအမျိုးသမီးကွီနီနဲ့သူမရဲ့ချစ်သူတို့အပြင်ထွက်လာကြပါတယ်။အဲ့ဒီရုပ်ဆိုးဆိုးကလေးလေးကိုတွေ့ရအခါကွီနီဟာစွန့်မပြည့်ရက်ပဲမိမိကိုယ်တိုင်လည်းကလေးမမွေးနိုင်တာကြောင့်ဒီကလေးကိုပဲကိုပိုင်သားရင်းလိုမွေးမြူဆောင်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူမကကလေးကိုဘင်ဂျမင်လို့အမည်ပေးခဲ့ပြီးလူအိုယုံကလူကြီးတွေကိုတော့ဒါဟာသူ့အမေရဲ့ကလေးပါလို့မိတ်ဆက်ပေးခဲ့ပါတယ်။နောက်တော့ဆရာဝန်တယောက်ကိုပင့်ပြီးပြသတဲ့အခါမှာတော့ကလေးမှာအချိန်မတိုင်မီအိုမင်းရင်ရောခြင်းဆိုတဲ့ရှားပါးယောဂခံစားနေရတာကိုသိလိုက်ရပါတယ်။မွေးကလေးကကလေးရဲ့ယောဂဝေဒနာနဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဟာအသက်80အရွယ်အဖိုးအိုတယောက်လိုဖြစ်နေတာပါ။ဆရာဝန်ကတော့ဒီကလေးအသက်သိပ်ရှည်မှာမဟုတ်ဘူးလို့ခန့်မှန်းခဲ့ပါတယ်။ထူးဆန်းတဲ့ဒီကလေးကိုအထူးဆောင်ရှောက်ရေးကေဟာကိုပို့ဖို့လူတိုင်းကတိုက်တွန်းကြပေမဲ့ကွီနီကတော့ညှင်းပယ်ခဲ့ပြီးကလေးကိုနောက်ဆုံးချိန်ထိစောင့်ရှောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘင်ဂျမင်ဟာလူအိုယုံမှာကောင်းကောင်းမွန်မွန်နေထိုင်ကြီးပြင်းလာပြီးလူအိုယုံကတက်ကြီးရွယ်အိုတွေကလည်းသူ့ရဲ့ထူးဆန်းတဲ့ရုပ်သွင်းကိုစိတ်အနှောက်အယှက်မဖြစ်ခဲ့ကြပါဘူး။ဘင်ဂျမင်ဟာအသက်3နှစ်ရွယ်ကိုရောက်လာပေမဲ့ဝီချဲပေါ်မှာပဲနေရပြီးခါကုန်းကုန်းအဖိုးအိုလေးတယောက်လိုဖြစ်နေပါတယ်။ဆရာဝန်ရဲ့ခံမှန်းချက်ကမာသွားပြီးကလေးကတော့ဆက်လက်အသက်ရှင်နေခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်လမ်းမလျှောက်နိုင်သေးလို့ဝီချဲနဲ့ပဲတွာလာနေရပါတယ်။စနေနေ့တိုင်းမှာအမေဖြစ်သူကွီနီကဘင်ဂျမင်ကိုဖះเจ้าခေါ်သွားလိမ့်ရှိပြီးဖះသခင်ကသူမကိုကိုဝင်ရစေဖို့နဲ့ဘင်ဂျမင်လမ်းလျှောက်နိုင်စေဖို့ဆုတောင်းပေးပါတယ်။စနေနေ့တရက်မှာတော့တင်းအုပ်ဆရာဘာစတာကသူတို့ကိုရှေ့ကိုခေါ်ထုတ်ပြီးဖះသခင်ထံအတန်ကျဲကျဲနဲ့ဆုတောင်းပေးပါတော့တယ်။အမူအရာအကြီးကျယ်တွေနဲ့လှုပ်ပြရင်အခြေအနေကိုပြဆက်တစ်ခုလိုဖန်တီးလိုက်ပါတယ်။ဘာစတာကကွီနီနဲ့ဆုတောင်းပေးပေမဲ့သူမစီမှာတော့ဘာမှထူးခြားမလာခဲ့ပါဘူး။ဒါပေမဲ့သူကဘင်ဂျမင်ကိုတော့တကယ်ပဲမတက်ရက်ပြီးလမ်းလျှောက်နိုင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။လူအုပ်ကြီးကလည်းဝမ်းသာအားရအောင်ပွဲခံခဲ့ကြပါတယ်။ဒါပေမဲ့ဘင်ဂျမင်စပြီးလမ်းလျှောက်နိုင်တာနဲ့တပြိုင်နက်ပါစတာဟာလဲကျပြီးတေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အသက်9နှစ်အရွယ်ဘင်ဂျမင်ဟာဂျိုင်းထောက်တွေနဲ့လမ်းလျှောက်လာနိုင်ခဲ့ပါတယ်။လူအိုယုံရဲ့ဘဝကတော့ပုံမှန်တိုင်းဆက်လက်ပတ်နေပြီးလူဟောင်းတွေဆုံးပါသွားသလိုလူသစ်တွေလည်းရောက်လာကြပါတယ်။ဘင်ဂျမင်ဟာစိတ်ဝင်စားဖို့ကောင်းတဲ့လူများစွာနဲ့ဆုံတွေ့ခဲ့ပြီးသူတို့ကဘင်ဂျမင်ကိုအရာရာတင်ကြားပေးခဲ့ကြပါတယ်။တရက်မှာတော့အရက်ပုပ်ပုနဲ့စကားများတဲ့အိုဒီလို့ခေါ်တဲ့ပိကမီလူပူလေးတယောက်ကဘင်ဂျမင်ကိုလူအိုယုံပြင်ဘက်ကကဘာကြီးကိုလိုက်ပြပြီးဘီယာတိုက်ခဲ့ပါတယ်။အိုဒီကခီးသွားရတာဝါသနာပါသူဖြစ်ပြီးသူကဘင်ဂျမင်ရဲ့စွန့်စားလိုစိတ်ကိုနှိုးဆွပေးခဲ့ပါတယ်
နောက်တော့ဘင်ဂျမင်ဟာမရင်းနှီးတဲ့လမ်းမတစ်ခုပေါ်မှာတယောက်တည်းကြံရစ်ခဲ့ပေမဲ့လမ်းရှာပြီးညနေပိုင်းမှာအိမ်ပြန်ရောက်လာခဲ့ပါတယ်။ဒါဟာကျေပြက်တဲ့ကဘာကြီးတဲ့ကိုသူလန်းလိုက်တဲ့ပထမဆုံးခြေလမ်းတွေပါပဲ။သူပင်ပန်းနေပေမဲ့အရန်ကိုပျော်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ပြစ်စုံပန်ချိန်မှာဟာရီကိန်းမုန်တိုင်းအားပြင်းလာမဲ့အကြောင်းသတင်းတွေထွက်ပေါ်နေပြီးမုန်တိုင်းကြီးကပ်လာတာကြောင့်တူနာပြူတွေစိုးရိမ်နေကြပါတယ်။ဒါပေမဲ့လည်းကာရိုလိုင်းရဲ့အမေကတော့ဒိုင်ယာရီကိုဆက်ဖက်ပြဖို့ပဲတောင်းဆိုနေပါတယ်။1930ပြည့်နှစ်ဂျေဇုတော်နေ့မှာဘင်ဂျမင်ဟာသူ့ရဲ့ဖခင်ရင်းကိုပထမဆုံးအကြိမ်တွေ့ခဲ့ရပေမဲ့ဘယ်သူမှမသိခဲ့ပါဘူး။မစ္စတာဘတ်တန်ကတော့အားလုံးကအဖိုးကိုတယောက်လိုပဲထင်နေကြတဲ့သူ့သားလေးကိုငေးကြည့်နေခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဘင်ဂျမင်ဟာမျက်လုံးပြပြနဲ့ဆွဲဆောင်မှုရှိတဲ့ဒေစီဆိုတဲ့မိန်းကလေးလေးနဲ့ဆုံတွေ့ခဲ့ပါတယ်။သူတို့ဟာသူငယ်ချင်းတွေဖြစ်သွားကြပြီးအတူရှိရတာကိုသဘောကျကြပါတယ်။သူတို့နှစ်ယောက်ဟာအသက်တူတူလောက်ပဲရှိပေမဲ့တခြားလူတွေအမြင်မှာတော့ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်နဲ့မျက်မှန်တက်ထားတဲ့ထိပ်ပြောင်ပြောင်အဖိုးကိုတယောက်လိုဖြစ်နေပါတယ်။ဘင်ဂျမင်ကတကယ်တော့ကလေးတစ်ယောက်ပဲရှိသေးမှမသိကြတဲ့ပတ်ဝန်းကျင်ကလူတွေကဒေစီနဲ့ခင်မင်မှုကိုကဲ့ရဲ့ပြစ်တင်ကြပါတယ်။ဒါပေမဲ့ဒေစီနဲ့ဘင်ဂျမင်ကတော့တယောက်ကိုတယောက်အပြည့်အဝနားလည်ကြပြီးအပြန်အလှန်ဆွဲဆောင်မှုကိုခံစားရကရှို့ဝှက်ချက်တွေကိုပါမျှဝေခဲ့ကြပါတယ်။ကာရိုလိုင်းဟာအိယာပေါ်မှာတေလူမျောပါဖြစ်နေတဲ့သူမရဲ့မိခင်ဟာဘင်ဂျမင်ရဲ့ဒိုင်ယာရီတဲကဒေစီသေးလေးဖြစ်နေမှန်းသိလိုက်ရတဲ့အခါအတော်လေးအံ့အားသင့်သွားခဲ့ပါတယ်။ဇလန်းကိုဆက်ရရင်တော့အချိန်တွေကုန်လွန်လာတာနဲ့အမျှကွီနီမှာတမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ဖျားသခင်ကသူမရဲ့နေ့စဉ်ဆူတောင်းတန်ကိုနားညောင်းပေးခဲ့တာပါ။ဘင်ဂျမင်လည်းကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်လာပြီးတခြားလူတွေနဲ့ထိတွေ့ဆက်ဆံလာပါတယ်။အမျိုးသမီးတစ်ယောက်ကသူ့ကိုပီယာနိုတီးနဲ့တင်ပေးပါတယ်။ဒီချိန်ဝန်းကျင်မှာပဲဘင်ဂျမင်ဟာသူ့ရဲ့ဆံပင်တွေပိုတန်လာပြီးခန္ဓာကိုယ်လည်းပိုတန်မာလာတာကိုသတိပြုမိလာပါတယ်။သူကျိုင်းထောက်တွေကိုမေ့သွားတာကြပြီဖြစ်ပြီးဘာခက်ခဲမှမရှိလမ်းလျှောက်နိုင်နေပါပြီ။တရက်မှာတော့အမေဖြစ်သူကွီနီကအသက်15နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဘင်ဂျမင်ကိုစိတ်ကမ်းပတ်လမ်းလျှောက်ထွက်ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီမှာသူဟာတင်မောတစင်းပေါ်ကိုမတော်တဆရောက်သွားပြီးတင်မောသားဖြစ်အလုပ်ရသွားပါတယ်။အရက်ကြိုက်တဲ့တင်မောကတ်တိမ်မိုက်ဟာဒီအဖိုးကိုနဲ့စကားပြောရတာကိုသဘောကျပါတယ်။ဘင်ဂျမင်တခါမှမိမမရှုပ်ဖူးမှန်းသိသွားတဲ့အခါကတ်တိမ်ကသူ့ကိုပြည်တန်စာအိမ်ခေါ်သွားပါတယ်။ဒီအဖိုးကိုနဲ့အချိန်ဖြတ်တန်းခဲ့တဲ့အမျိုးသမီးဟာဘင်ဂျမင်ရဲ့ရုပ်ပိုင်းဆိုင်ရာတန်ဆွမ်းမှုကိုအတော်လေးအံ့ဩသွားခဲ့ပါတယ်။ပိုက်ဆံရှိရင်အရာရာဝယ်လို့ရမှန်းသိသွားပြီးပထမဆုံးလိမ်မှုကိစ္စကိုကြုံတွေ့ပြီးတဲ့နောက်ဘင်ဂျမင်ဟာဘားတွေမှာအချိန်ကြာကြီးစကားပြောရင်းအရက်တောက်ခဲ့ပါတယ်။ဘင်ဂျမင်ကသူ့တိုင်ယာရီထဲမှာဒီနေ့ကိုလူလားမြောက်တဲ့အချိန်လို့အမိပေးခဲ့ပါတယ်။ဒေစီပေါ်ဘင်ဂျမင်ရဲ့စိတ်ကစားမှုတွေပိုပြင်းထန်လာပါတယ်။မနက်စောစောတရက်မှာသူဟာဒေစီကိုတင်မောပေါ်ခေါ်သွားပြီးသူ့ငယ်ချင်းကပ်ပရိန်မိုက်ကိုမြစ်ကြောင်းတိုင်းလိုက်ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။လိုင်စင်အသိမ်းခံရမဲ့အနေရရှိပေမဲ့လည်းကပ်ပရိန်မိုက်ကသဘောတူခဲ့ပြီးသူတို့နှစ်ယောက်ဟာမြစ်ပေါ်မှာယိုမတ်တဆန်နဲ့မနက်ခင်းလေးကိုဖျက်တမ်းခဲ့ကြပါတယ်။သူ့ခန္ဓာကိုယ်မှာဖြစ်ပျက်နေတဲ့ပြောင်းလဲမှုတွေကိုသတိပြုမိလာပြီးဘင်ဂျမင်ဟာသူတဖြည်းဖြည်းပိုနှုပြိုလာနေရလို့တန်တရားဝင်လာပါတယ်။တရက်မှာတော့သူဟာကိုပိုင်ဘဝခီးလန်းကိုစတင်ဖို့ဆုံးဖြတ်ပြီးရေချားမြေချားခီးဝေးထွက်ခွာခဲ့ပါတယ်။နှုတ်ဆက်တဲ့အချိန်မှာဒေစီကသူရောက်တဲ့နေရာတိုင်းကနေပိုးစကတ်တွေပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။အခုတော့ဘင်ဂျမင်နဲ့ဒေစီတို့လမ်းခွဲခဲ့ကြပါပြီ။ဒေစီကဘဲလေးကပွဲကျောင်းကိုတက်ပြီးကချေတဲ့ဘဝကိုစတင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဘင်ဂျမင်ဟာကပ်ပရိန်မိုက်နဲ့အတူတင်မောနဲ့ကဘာပတ်နေပြီးဂတိပေးထားတဲ့အတိုင်းဒေစီစီကိုနေရာအနှံ့ကနေပိုးစကတ်တွေပို့ပေးခဲ့ပါတယ်။တရက်မှာတော့ကတ်တိန်ကဘင်ဂျမင်ကိုကြည့်ရတာပိုကြည့်ကောင်းလာပြီးမျက်စိရှေ့တင်နှုတ်ပြိုလာတယ်လို့ပြောပါတယ်။ဘင်ဂျမင်ကတော့ရေမောပြီးကြော်ဖြတ်ခဲ့ရမဲ့သူတကယ်ပဲပိုနှုတ်ပြိုလာနေတာကိုသူကိုယ်တိုင်အသေးချာသိနေပါတယ်။ခီးစဉ်အတွင်းမှာတင်မောဖွဲ့သားတွေဟာဝင်းသားဘဲလေးဟိုထဲမှာတဲခိုကြပါတယ်။အဲ့ဒီမှာဘင်ဂျမင်ဟာတာမန်ရုပ်ရည်ရှိတဲ့အိမ်ထောင်တဲ့တက်လက်ပိုင်းအမျိုးသမီးအက်စပတ်နဲ့ဆုံတွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘင်ဂျမင်ကသူမကိုအယမ်းလာတယ်လို့မြင်မိတာပါ။ညတညမှာအိတ်ခမ်းထဲကနေဟိုတဲအခန်းထဲကိုဆင်းလာရင်အိတ်မပျော်ပဲဖြစ်နေတဲ့အက်စပတ်နဲ့ဆုံပါတယ်။သူတို့လက်ဖက်ရည်တောက်ရင်စကားစမြည်ပြောဖြစ်ကြပြီးအက်စပတ်ကသူမရောက်ဖူးတဲ့နေရာတွေအကြောင်းပြောပြပါတယ်။သူတို့အတူရှိရတာကိုသဘောကျပြီးတယောက်ကိုတယောက်ဆွဲဆောင်မှုခံစားလာရပါတယ်။ဒီလိုနဲ့ညတိုင်းအခန်းမှာဆုံပြီးမနက်လင်းတဲ့အထိစကားပြောဖြစ်ကြပါတယ်။ဘင်ဂျမင်ကဒေစီစီစာရေးရာမှာအံ့ဩစရာကောင်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံပြီးအချစ်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းထည့်ရေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘင်ဂျမင်ကဒေစီကိုငယ်သူငယ်ချင်းလိုပဲသတ်မှတ်ထားပြီးအက်စပတ်ကိုတော့ချစ်သူဖြစ်သတ်မှတ်ထားတာပါ။သူတို့ရဲ့အချစ်ဇလန်းကလှပပြီးရှိုးဝက်ဆန်းကျယ်ပါတယ်။အက်စပတ်ရဲ့တောင်းဆိုချက်အရသူတို့ဟာညဘက်ပဲဆုံကြပြီးမနက်လင်းရင်လမ်းခွဲကြကတယောက်ကိုတယောက်ချစ်တယ်လို့ဘယ်တော့မှဖွင့်မပြောခဲ့ကြပါဘူး။ဒါပေမဲ့ဒါဟာသူတို့သတ်မှတ်ထားတဲ့စီးပေါင်ထဲမှာပျော်ရွှင်ဖို့နဲ့အချစ်ကိုခံစားဖို့အတွက်အတားအဆီးမဖြစ်ခဲ့ပါဘူး။နောက်ထပ်ညတညမှာတော့ဒီပျော်ရွှင်မှုတွေဟာရုတ်တရက်ကုံဆုံးသွားခဲ့ပါတယ်။အက်စပတ်ဟာချင်းဆိုထားတဲ့နေရာကိုရောက်မလာတော့ပဲဟိုတယ်ကနေပျောက်ကွယ်သွားခဲ့ပါတယ်။မကြာခင်မှာပဲဘင်ဂျမင်ဟာစစ်ပွဲဆက်တင်နေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။အက်စပတ်ဟာရှင်နဲ့ဆုံရတာဝမ်းသာပါတယ်ဆိုတဲ့
စာရိုလေးတစ်ဆောင်ပဲခြံထားခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ဘင်ဂျမင်သူ့စီကဘာသတင်းမှမကြားရတော့ပါဘူးအမေရိကန်သမ္မတကဂျပန်ကိုစစ်တင်မောတွေဆေးလွတ်လိုက်ပြီးဘင်ဂျမင်လိုက်ပါလာတဲ့တင်မောလဲစစ်မှုထမ်းဖို့ဆွဲခေါ်ခြင်းခံရပါတယ်သူတို့ရဲ့စဖို့မှုကအလုတ်ထွက်သွားတာကြောင့်ဘင်ဂျမင်ကစဖို့မှုဖြစ်လုပ်ဖို့ကမ်းလှမ်းခဲ့ပြီးကပ္ပတိန်ကလည်းသဘောတူခဲ့ပါတယ်သူတို့စစ်မှတ်ဖြစ်ပွားရာဆုံးကိုရောက်သွားကြပါတယ်လမ်းမှာရန်သူတော်ပီတို့ထိမှန်ထားပြီးတေဆုံးနေတဲ့တင်မောသားအလောင်းတွေဝန်းရံနေတဲ့တင်မောတစ်စင်းနဲ့ဆုံပါတယ်သူတို့လည်းရန်သူရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်လာတော့မယ်ဆိုတာရှင်းနေတာကြောင့်အဖွဲ့သားတွေစစ်ပွဲအတွက်ပြင်ဆင်ကြပါတယ်နှစ်ဖက်စလုံးကစက်တပ်နက်တွေနဲ့အပြန်အလှန်ပစ်ခတ်ကြပြီးကြီးစံတွေဟာတင်မောရဲ့တန်ထဲတီဆောက်ပုံတွေကိုတောင်းမှတ်နေပါတယ်အမောင်ထဲမှာသူတို့ဟာရန်သူရေငုံတင်မောနဲ့တိုက်မိပြီးအတူတူရေအောက်ခြေကိုနစ်မြုပ်သွားပါတော့တယ်အဲ့ဒီနေ့မှာကပ္ပတိန်မိုက်အပါအဝင်လူပေါင်း1328ယောက်တေဆုံးခဲ့ပါတယ်စစ်ပွဲကနေအသက်ရှင်ကျန်ရစ်တဲ့ဘင်ဂျမင်ဟာတေဆုံးသွားတဲ့တင်မောသားတယောက်ရဲ့မုတ်ဆိုးမစီကိုမိသားစုအတွက်တူးစုဆောင်းထားတဲ့ပိုက်ဆံတွေတွားပေးခဲ့ပါတယ်သူဟာတေဆုံးသွားတဲ့ရဲဘော်တွေကိုနှုတ်ဆက်ခဲ့ပါတယ်စစ်ပွဲကလူငယ်တွေတေဆုံးရတာဟာတဘာဝမကျဘူးဆိုတာကိုသူ့ကိုနားလည်စေခဲ့ပါတယ်စစ်ပွဲပြီးတဲ့နောက်အသက်26နှစ်အရွယ်ဘင်ဂျမင်ဟာအိမ်ပြန်လာခဲ့ပြီးသူ့ရုပ်ရည်ကတော့အသက်40ဝန်းကျင်လောက်ဖြစ်နေပါပြီအမေဖြစ်သူကွီနီဟာဘင်ဂျမင်ကိုမတွေ့ရတာကြာပါပြီမွေးစားသားလေးပြန်ရောက်လာတာကိုဝမ်းသာပြီးအမေဖြစ်သူကသူ့အတွက်မိန်းမရှာပေးဖို့နဲ့အလုပ်ရှာပေးဖို့ဆုံးဖြတ်ပါတယ်ဘင်ဂျမင်ပြန်ရောက်ပြီးမကြခင်မှာပဲဒေစီလဲလူအိုယုံကိုရောက်လာပါတယ်သူတို့ပြန်ဆုံတွေ့ရတာဟာပျော်စရာကောင်းပြီးခင်မင်စရာကောင်းပေမဲ့ဘင်ဂျမင်ကတော့ဒေစီကိုငယ်သူငယ်ချင်းတယောက်လိုမဟုတ်တော့ပဲလှပတဲ့အမျိုးသမီးတယောက်ဖြစ်ငေးကြည့်နေခဲ့ပါတယ်သူကသူမကိုနမေကြီးစားတောက်ဆိုင်တစ်ခုမှာညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒေစီကစစ်ပွဲကြောင့်နှစ်ကြာကြီးဝေးကွာခဲ့ရတဲ့သူမရဲ့ဘဝနဲ့အလုပ်ကင်အကြောင်းတွေကိုပြောပြပါတယ်စားတောက်ဆိုင်ကထွက်လာပြီးနောက်သူတို့ပန်းချန်နဲ့လမ်းလျှောက်ကြပြီးဒေစီကကပ်ပြပါတယ်ဒေစီဟာဘင်ဂျမင်အပေါ်စိတ်ကစားနေပေမဲ့ဘင်ဂျမင်ကတော့သူမနဲ့အခြေရေးနဲ့ရုပ်ပိုင်းဆိုင်ရာနီးစပ်မှုကိုမလိုလားသေးပဲလမ်းလျှောက်တာတချင်းနားထောင်တာပဲလုပ်ဖို့အကြံပြုပါတယ်ဘင်ဂျမင်ဟာသူ့ရဲ့ခန္ဓာကိုယ်ကအမြဲတမ်းပိုပြီးနုပြိုလာနေတာကိုအံ့ဩနေမိပါတယ်မကြာခင်မှာပဲသူ့ဖခင်ကသူ့စီလာလဲပြီးကျဲတီးထုတ်လုပ်တဲ့သူ့ရဲ့လုပ်ငန်းကြောင်းပြောပြပါတယ်မစ္စတာဘတ်တန်ကသူဟာဘင်ဂျမင်ရဲ့အဖေရင်းဖြစ်ကြောင်းဝန်ခံခဲ့ပြီးကျမရေးမကောင်းပဲအားအင်တွေကုန်ခန်းနေပြီဖြစ်တဲ့အတွက်စက်ယုံကိုလွှဲပေးတော့မယ်လို့ပြောပါတယ်ပြောစရာမရှိအောင်အံ့ဩသွားတဲ့ဘင်ဂျမင်ဟာအိမ်ပြန်ပြီးကွီနီကိုသူ့ဖေအကြောင်းပြောပြပါတယ်ဒါပေမဲ့ကွီနီကဒီသတင်းကိုလက်ခံဖို့အဆင်မသင့်သေးတာကြောင့်ဒေါသရောစိုးရိမ်စိတ်ပါဖြစ်သွားပါတယ်အချိန်တန်ကြာပြီးနောက်ဘင်ဂျမင်ဟာညဘက်မှာသူ့ဖေစီသွားခဲ့ပြီးသူတို့နှစ်ယောက်တူတူတရားပေါ်မှာနေထွက်တာကိုကြည့်ခဲ့ကြပါတယ်ဒါဟာဘင်ဂျမင်အတွက်တော့သူ့ဖေနဲ့နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်တယ်လို့ပြန်လဲတင့်မြတ်ခြင်းလည်းဖြစ်ခဲ့ပါတယ်တိတ်မကြခင်မှာပဲသူ့ဖေဆုံးပါသွားခဲ့ပါတယ်အဲ့ဒီနောက်ဘင်ဂျမင်ဟာနယူးယောက်ကိုရောက်လာပြီးဒေစီကပြနေတဲ့ပြဇက်ရုံကိုသွားခဲ့ပါတယ်လက်ထဲမှာပန်းစည်းလေးကင်ပြီးသူမနဲ့ဆုံဖို့နောက်ွယ်ကိုသွားခဲ့တာပါဒေစီကသူ့ရဲ့ငယ်သူငယ်ချင်းကိုသူမရဲ့သူငယ်ချင်းတွေနဲ့အတူပါတီပွဲတစ်ခုကိုဖိတ်ခေါ်ပါတယ်ပါတီကိုတက်ရောက်ပြီးနောက်ဘင်ဂျမင်စိတ်မကောင်းဖြစ်ပြီးပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဒေစီတယောက်သူငယ်ချင်းတွေနဲ့ပျော်ပါပြီးကနေတာကိုမြင်လိုက်ရတယ်လို့သူမမှာရေးစားရှိနေပြီဆိုတာကိုလည်းသိလိုက်ရလို့ပါသူကတော့ဒေစီကသူ့ကိုအပြေးလွှားလာဖက်ပြီးတွေ့ရတာအယမ်းဝမ်းသာတယ်လို့ပြောလိုက်မယ်လို့မျှော်လင့်ခဲ့ရင်မဲ့ဖြစ်မလာခဲ့ပါဘူးသူမကတော့သူမရဲ့ဘဝတစ်နဲ့ရှေ့ဆက်သွားခဲ့ပါပြီဘင်ဂျမင်နဲ့ဒေစီတို့ဟာမြို့မတူပဲနေထိုင်ခဲ့ကြပေမဲ့တယောက်အကြောင်းတယောက်တွေးတော့ဖို့ဘယ်တော့မှမမေ့ခဲ့ကြပါဘူးတရက်မှာတော့ဒေစီကန်စိုးမိုးမောင်ကြခဲ့ပါတယ်သူမကားတိုက်ခံရပြီးခြေထောက်9နေရာလောက်ကျိုးသွားခဲ့ပါတယ်သူမရဲ့ကချေတဲ့ဘဝလည်းပြီးဆုံးသွားခဲ့ရပါတယ်ဘင်ဂျမင်ကပါရီဆေးရုံမှာရှိနေတဲ့သူမစီသွားရောက်ကြည့်ရှုခဲ့ပေမဲ့အဲ့ဒီမှာသူတို့နောက်ထပ်တစ်ကြိမ်စကားများခဲ့ကြပြီးလမ်းခွဲခဲ့ကြပြန်ပါတယ်နှစ်နှဲငယ်ကြာပြီးနောက်ဒေစီဟာနယူးအော်လင်းကိုပြန်လာပြီးဘင်ဂျမင်နဲ့ဆုံတွေ့ပါတယ်အခုတော့ဒီအဖိုးဟာလုံးဝကိုနှုတ်ပြိုသွားပြီးဒေစီနဲ့အသက်တူတူလောက်ဖြစ်နေပါပြီဒီတစ်ကြိမ်မှာတော့သူတို့ချစ်ကြိုက်သွားကြပြီးရွက်လေတစင်းနဲ့ပင်လယ်ထဲကိုအတူတူခီးထွက်ခဲ့ကြပါတယ်နောက်တော့ဘင်ဂျမင်ရဲ့မွေးစားမေကွီနီကွယ်လွန်သွားခဲ့ပါတယ်သူမကိုနှုတ်ဆက်ပြီးတဲ့နောက်သူတို့ဟာကိုပိုင်အိမ်လေးထဲကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်ဒေစီကအကတင်နန်းဆရာမဖြစ်လာပြီးသူတို့ဟာအချစ်တွေနဲ့ပြည့်နှက်နေတဲ့ပျော်စရာဘဝလေးကိုဖျက်ဆီးခဲ့ကြပါတယ်တရက်မှာတော့ဒေစီကဘင်ဂျမင်ကိုသူမမှာကိုဝင်ရှိနေပြီဖြစ်ကြောင်းပြောပြပါတယ်ဝမ်းသာစရာဖြစ်တယ်လို့တစ်ဖက်ကလည်းကလေးမှာဖခင်ဖြစ်သူရဲ့ရှားပါးယောဂါဆိုးကြီးပါလာမလားဆိုပြီးစိုးရိမ်စိတ်ဝင်လာကြပါတယ်နောက်တော့ဒေစီဟာကျမ်းမာပြီးချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်မိဘတွေကသမီးလေးကိုကာရိုလိုင်းလို့အမည်ပေးခဲ့ပါတယ်သူမဟာအခုဒေစီရဲ့ခုတင်ပေးမှာဖခင်ဖြစ်သူရဲ့ဒိုင်ယာရီကိုဖတ်ပြနေတဲ့ကာရိုလိုင်းပါပဲဘင်ဂျမင်ဟာသူကလူတိုင်းလိုအသက်ကြီးမလာပဲတဖြည်းဖြည်းပိုနှုပြိုလာနေတာကိုနားလည်ထားပါတယ်ဒါကြောင့်သူဟာတာမန်ဖခင်တယောက်လင်းယောက်ျားတယောက်မဖြစ်နိုင်မှန်းသဘောပေါက်သွားပါတယ်သူဟာသူ့ရဲ့စက်ရုံလုပ်ငန်းနဲ့အမွေရထားတဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီးပိုက်ဆံတွေကိုဇနီးဖြစ်သူရဲ့ဘဏ်ကောင့်ထဲထည့်ပေးကထွက်ခွာသွားခဲ့ပါတယ်ဘင်ဂျမင်ဟာကဘာအနှံ့ခီးသွားရင်ရသမျှအလုံးမှန်သမျှကိုလုပ်ကင်ခဲ့ပါတယ်သူ
သူဟာလူမျိုးစုံနဲ့ဆုံတွေ့ခဲ့ပေမဲ့သမီးချစ်သူရဲ့မွေးနေ့တိုင်းမှာပိုးစကတ်ပို့ပေးဖို့တော့ဘယ်တော့မှမမေ့ခဲ့ပါဘူးဒေစီဟာလူကောင်းတစ်ယောက်နဲ့အိမ်ထောင်ပြုပြီးပျော်စရာဘဝကိုဖျက်ဆီးခဲ့ပါတယ်တရက်မှာတော့ဘင်ဂျမင်ဟာသူ့မိသားစုကိုကြည့်ဖို့ပြန်လာခဲ့ပါတယ်သူကြည့်ရတာအသက်20အရွယ်လောက်ဖြစ်နေပြီးသူရောဒေစီပါလမ်းခွဲခဲ့တာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မှန်းသိလိုက်ကြပါတယ်ဒါပေမဲ့သူတို့တယောက်ကိုတယောက်ဆွဲဆောင်မှုကိုတော့ခံစားနေရတော့မှာပဲသူတို့ဟိုတယ်ခန်းတစ်ခုမှာအတူရှိခဲ့ကြပြီးအဲ့ဒီနောက်ပိုင်းနှစ်ပေါင်းများစွာထပ်ပြီးလမ်းခွဲခဲ့ကြပြန်ပါတယ်နှစ်တော်ကြာပြီးနောက်ဒေစီဟာအသက်ကြီးတဲ့အဖွားကိုဖြစ်နေပြီးဘင်ဂျမင်ကတော့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်နေတဲ့အချိန်မှာသူတို့ပြန်ဆောင်ကြပါတယ်ဘင်ဂျမင်ဟာသတိမေ့တတ်တဲ့ယောဂဖြစ်လာပြီးအရာရာကိုမေ့လျော့လာတာကြောင့်လူအိုယုံမှာပဲနေရပါတယ်ဒီတစ်ချိန်မှာတော့ဒေစီဟာသူ့ကိုတယောက်တည်းမထားရတော့ပါဘူးသမီးဖြစ်သူကလည်းအပြင်ပြောင်းသွားပြီဖြစ်တယ်လို့ခင်ပွန်းကလည်းဆုံးပါသွားခဲ့ပါပြီသူမဟာတကယ်တော့အဖိုးအိုကြီးဖြစ်ပေမဲ့ကောင်လေးတစ်ယောက်လိုဖြစ်နေတဲ့ဘင်ဂျမင်အတွက်ပဲအချိန်တွေအကုန်ပေးပါတော့တယ်ဘင်ဂျမင်ဟာဆက်ပြီးနုပြိုလာနေပြီးအရာရာကိုမေ့သွားခဲ့ပါပြီဒေစီကသူ့ကိုတခြားလူတွေမြင်တယ်လို့ပဲကလေးလေးတစ်ယောက်လိုပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်ဘူဒါယုံကနိုင်ရီဟောင်းကြီးကိုလည်းဖြုတ်ချပြီးနိုင်ရီတစ်နဲ့လဲလှယ်လိုက်ကြပါပြီနောက်ဆုံးမှာတော့ဘင်ဂျမင်ဟာရင်ခွင်ပိုက်ကလေးငယ်လေးတစ်ယောက်အဖြစ်နဲ့သူ့ရဲ့ချစ်လှစွာသောဒေစီရဲ့ရင်ခွင်ထဲမှာပဲကွယ်လွန်သွားခဲ့ပါတယ်မတေခင်လေးမှာသူဟာသူ့ရဲ့ဘဝဇာတ်ကြောင်းကိုရုတ်တရက်ပြန်မှတ်မိသွားခဲ့ပြီးဒေစီကအဲ့ဒါကိုသူ့ရဲ့ပညာရှိပြီးဝမ်းနဲ့ရိတ်တန်းတွေရဲ့မျက်ဝန်းတွေထဲမှာမြင်လိုက်ရပါတယ်ကာရိုလိုင်းဟာဒိုင်ယာရီကိုဖတ်လို့ပြီးသွားပြီးမိခင်ဖြစ်သူရဲ့ဇလန်းကိုလည်းနားထောင်လို့ပြီးသွားခဲ့ပါပြီမကြာခင်မှာပဲမုန်တိုင်းကြီးကြားရောက်လာပြီးဘူဒါယုံနိုင်ဟောင်းကြီးတင်ထားတဲ့မြေအောက်ခန်းထဲကိုရေတွေရှန်တက်လာပါတော့တယ်